မင်းကလေးတွေရဲ့ပေါ့စီကိုင်ပြီး post ပေးတဲ့မြဝန်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ပြ entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မြောက်မျိုးနယ်ရဲမှာ orangutan မြဝန်တွေကလူလောက်နီနီအသေးစိတ်နဲ့ညင်ရင်မြင့်မာရဲဆိုတာဒီဗီဒီယိုကသက်သေပြနေပါရယ်အခုဗီဒီယိုတွေက orangutan မြဝန်ကြီးကတော့အသက်အကြီးဆုံးမြောက်ထီကြီးဖြစ်ပြီးတော့ထိုင်းနိုင်ငံမှာအရန်နာမည်ကြီးပြီးလူချစ်လူခင်များပါရယ်အကြောင်းကတော့ဒီမြဝန်ကြီးကဥယျာဉ်ကိုလာလေတဲ့လူတွေနဲ့တပ်ပေါ်ရိုက်တဲ့အခါမှာ post မျိုးစုံပေးတက်လို့ပါပဲမြို့သမီးတွေနဲ့တပ်ပေါ်ရိုက်တဲ့အခါမှာဆိုရင်လည်းအရွယ်ရောက်ပြီးသားမိန်းမပြိုတွေရဲ့ရှင်သားကိုစုပ်ကိုင်ပြီးတော့ညောင်အောင်သီးဆိုတယ်လို့ပဲဝမ်းတာနေရဲ့မျက်နှာထားနဲ့ရုပ်ပြောင် post ပေးတက်ပါရယ်မြို့သမီးတွေရဲ့လက်ကိုနဲ့နာပွေးဖတ်တာတွေလှုပ်လေးရှိပြီးပါပေါ်အောင်ရှိပြုံးတက်ပါသေးတယ်ကလေးလေးတွေဆိုရင်ဒီမြဝန်ကြီးကပါကိုအောက်ပါပေးပြီးလက်ကိုပဲနန်းနာပါအဲ့လိုမျိုးရုပ်ပြောင် post တွေလုပ်တတ်တဲ့မြဝန်ကြီးကိုလူတကာချစ်ကြလို့ Safari ဥယျာဉ်ကိုနေ့စဉ်နေ့တိုင်းလာရောက်လည်ပတ်ကြတဲ့ဧည့်သည်တွေအများကြီးပါပဲဒီမြဝန်ကြီးပဲလူတွေလိုမျိုး post ပေးတတ်ကြမဟုတ်ပါဘူးဥယျာဉ်ထဲမှာရှိတဲ့တခြားမြဝန်တွေအကုန်လုံးကဝန်ထမ်းတွေလေ့ကျင့်ပေးထားလို့လူတွေနဲ့တပ်ပုံရိုက်တဲ့အခါမှာဟာသားရုပ်ပြောင် post တွေလုပ်တတ်ကြပါရယ်ဒီမြဝန်တွေကလူစကားကိုအရှမ်းနားလည်နေကြပြီးတော့လူတွေလိုပဲနေထိုင်ပြုမှုတတ်ကြပါရယ်ထိုင်းနိုင်ငံက Safari World ဥယျာဉ်က orangutan မြဝန်တွေပဲတည်တံ့ထားတဲ့တိရစ္ဆာန်ရုံဖြစ်ပါရယ်မြဝန်လေးတွေဟာလူရှင်တော်တွေလိုလည်းတရုတ်ဆောင်တက်ကြပါရယ် Safari World မှာ Monkey Show ဆိုပြီးတော့မကြာခဏပြုလုပ်တဲ့ show ဝဲကတော့မြဝန်လေးတွေဟာ drum တီးပြီးကခုန်ပြောပြေးကြတယ်လို့ဝန်ထမ်းတွေနဲ့အတူတူဟာသားတရုတ်ဆောင်ပြီးတော့ဖြောပြေးကြတာပါအဲ့ဒီ Monkey Show ဝဲရှိရနေဆိုရင် Safari World မှာလူတွေကြိတ်ကြိတ်တိုးပါပဲ Safari World ကတော့လိမ္မာရင်ပါတဲ့မြဝန်လေးတွေကြောင့်ဝင်ငွေဒေါ်လာသိန်းချီရရှိခဲ့ပါရယ်ထိုင်းနိုင်ငံမှာအခုလိုမျိုးတိရစ္ဆာန်လေးတွေနဲ့ခီးသွားဧည့်သည်တွေလာအောင်ဆဲဆောင်တက်ကြပါရယ်ဒီဗီဒီယိုတွေကချစ်စရာကောင်းတဲ့မြဝန်လေးတွေနဲ့ပတ်သက်ပြီးတော့ကွန်မန့်လေးတွေရေးသားပေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရတင်မှာလေတိကျပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများစွာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဘေးနား notification လေးကိုနှိပ်ချပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ဆက်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်